မုန်တိုင်းလာတဲ့အခါငှက်အငယ်လေးတွေကတစ်ခတ်တွေကြားမှာပုံအောင်ကြတယ်ဒါပေမဲ့လင်းယုံငှက်ကတော့အဲ့ဒီမုန်တိုင်းကိုအသုံးချပြီးတိမ်တွေရဲ့အပေါ်ဘက်ထိပြန်တက်သွားလေရှိတယ်မင်းဘဝရဲ့မုန်တိုင်းတွေကမင်းကိုမြေပြင်မှာဝတ်နေစေချင်တာလားဒါမှမဟုတ်အရင်ကထက်ပိုမြင့်တဲ့နေရာကိုပြန်တက်စေချင်တာလားဒီနေ့စိန်ခေါ်မှုကိုလက်ခံခြင်းဆိုတဲ့ခေါင်းစဉ်နဲ့မင်းရဲ့ဘဝဆက်သိမ်းကိုပြောင်းလဲပြအောင်မင်းရဲ့တနေ့တာဟာပုံဒီကားကြဖြစ်နေပြီလားမနှက်နိုးတယ်အလုတ်သွားတယ်ပင်ပန်းတယ်အိပ်ပျော်သွားတယ်ပြီးတော့နောက်တနေ့ဒါဟာရှင်သန်နေတာလားဒါမှမဟုတ်အသက်ရှူနေုံတက်တက်လားကျွန်တော်တို့အားလုံးဟာဘေးကင်းလုံခြုံတဲ့ကွန်ဖို့ဇုံထဲမှာပုံအောင်နေတတ်ကြတယ်ဘာလို့လဲဆိုတော့အပြင်ဘက်မှာစိန်ခေါ်မှုဆိုတဲ့တာရည်ကြီးရှိနေလို့ပဲအဲ့ဒီတာရည်ကမင်းကိုထိုင်ရပေးလိမ့်မယ်မင်းကိုလှောင်ပြောင်လိမ့်မယ်မင်းကိုလဲကျစေလိမ့်မယ်ဒါပေမဲ့မင်းမသိတာတခုကအဲ့ဒီတာရည်ရဲ့နောက်ွယ်မှာမင်းရှာနေတဲ့ယတနာရှိနေတယ်ဆိုတာပဲအခက်အခဲကိုရှောင်လွှဲခြင်းဟာကိုယ့်ရဲ့အစွမ်းအစကိုတတ်ဖြစ်တာနဲ့အတူတူပဲရွှေဟာမီးတဲကိုမဝင်ပဲအရေအသွေးမတက်ဘူးစိန်ဟာဖိအားတံကိုမခံပဲတောက်ပမလာဘူးဒါဆိုမင်းကောမင်းကဘာလို့နာကျင်မှုကိုကြောက်နေရတာလဲစိန်ခေါ်မှုကိုလက်ခံတယ်ဆိုတာပြုံးပြုံးကြီးခံယူတာမျိုးမဟုတ်ပါဘူးအန်ကြိတ်ထားရတာမျက်ရည်ကျတာငါမလုံနိုင်တော့ဘူးလို့အချိန်ချင်းအော်ဟစ်မိတာတွေပါဝင်တယ်ဒါပေမဲ့အဲ့ဒီနာကျင်မှုဟာမင်းရဲ့အတ္တတွေကိုလောင်ကျွမ်းစေပြီးမန်တွေကိုတိဆောက်ပြီးတာပါမင်းရဲ့အကြီးမားဆုံးရန်သူဟာအပြင်ဘက်မှာရှိတာမဟုတ်ဘူးမင်းရဲ့နားထဲမှာလာပြောနေတဲ့မင်းမလုံနိုင်ပါဘူးဆိုတဲ့အတန်ဆိုးပဲအဲ့ဒါဟာ self doubt မိမိကိုယ်တန်တရားဖြစ်ခြင်းပဲစိန်ခေါ်မှုကိုလက်ခံဖို့ပထမဆုံးခြေလှမ်းကအဲ့ဒီအတန်ကိုပိတ်ပစ်ဖို့မဟုတ်ဘူးအဲ့ဒီအတန်ထွက်နေတဲ့ကြားကပဲရှေ့ကိုဆက်တိုးဖို့ပဲကြောက်စိတ်ကိုဖျောက်လို့မရဘူးဒါပေမဲ့ကြောက်စိတ်ကိုမင်းရဲ့လောင်စာအဖြစ်ပြောင်းလို့ရတယ်စိန်ခေါ်မှုကမင်းကိုလာတိုက်ခိုက်တဲ့အခါမင်းကပြန်ပြောလိုက်ပေါ့ဒါပဲလားပိုပြီးပြင်းပြင်းထန်ထန်လာခဲ့စမ်းပါလို့ facing the giant အကြောက်ဆုံးအရာကိုအရင်လုပ်ပါ small wins နေ့စဉ်တီးငယ်တဲ့အောင်မြင်မှုကိုရှာဖွေပါစိန်ခေါ်မှုတွေကိုရင်ဆိုင်ပြီးတဲ့နောက်မှာမင်းဟာအရင်ကလူမဟုတ်တော့ဘူးမင်းရဲ့စကားပြောပုံပြောင်းသွားမယ်မင်းရဲ့အကြည့်တွေတီးကြည့်လာမယ်မင်းရဲ့နှလုံးသားကပိုပြီးခံနိုင်ရရှိလာမယ်တကယ်အောင်မြင်မှုဆိုတာဘဏ်အကောင့်တွေကခဏန်းနေမဟုတ်ဘူးစိန်ခေါ်မှုတွေချားမှာမင်းတိဆောက်ခဲ့တဲ့မင်းရဲ့စရိုက်လက္ခဏာ character ပဲဘသူကမှမဖြတ်စည်းနိုင်တဲ့ဘသူကမှလူယူလို့မရတဲ့ယုံကြည်မှုမျိုးမင်းစီမှာရှိနေပြီအဲ့ဒီအချိန်ကျရင်မင်းဟာဘလို့လေမုန်တိုင်းမျိုးလာမတုံလှုပ်တဲ့တစ်ပင်ကြီးတစ်ပင်ဖြစ်နေလိမ့်မယ်ကျွန်တော်တို့တော်တော်များများဟာအတိတ်ကကြာရှုံးမှုတွေအရှက်ရမှုတွေကိုကိုယ်နဲ့မကွာတည်ဆောင်လာတတ်ကြတယ်ငါအရင်ကလည်းမလုံနိုင်ခဲ့ဘူးအခုလည်းဘယ်လုံနိုင်ပါမလဲဆိုတဲ့အတွေးဟာမင်းရဲ့ချီးတောင်မှာခတ်ထားတဲ့တန်ကြိုးပဲဒါပေမဲ့မင်းသိထားဖို့ကမင်းရဲ့အတိတ်ဟာမင်းရဲ့အနာဂတ်မဟုတ်ဘူးမင်းရှေ့ဆက်တိုးဖို့စူးစမ်းနေတဲ့စိန်ခေါ်မှုတိုင်းဟာအဲ့ဒီတန်ကြိုးတွေကိုတစ်ချက်ချင်းရိုက်ချိုးနေတာနဲ့အတူတူပဲဒီနေ့မင်းရင်ဆိုင်နေရတဲ့တိုက်ပွဲဟာမင်းကိုအသစ်တစ်ယောက်ဖြစ်လာဖို့လမ်းဖွင့်ပေးနေတာပါလောကမှာမဖြစ်နိုင်ဘူးလို့ပြောတဲ့သူတွေဟာသူတို့ကိုယ်တိုင်မလုပ်ရဲလို့ဒါမှမဟုတ်သူတို့ရဲ့ကန့်သက်ချက်ကိုမင်းအပေါ်လာတင်နေတာပဲစိန်ခေါ်မှုဆိုတာမဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပြဖို့အခွင့်အရေးတစ်ခုပါတစုံတစ်ယောက်ကမင်းဒါကိုမလုပ်နိုင်ဘူးလို့လာပြောရင်ပြုံးပြီးတော့မင်းရဲ့လှုပ်ဆောင်ချက်နဲ့ပဲအဖြေပေးလိုက်ပါမင်းရဲ့အောင်မြင်တန်ဟာသူတို့ရဲ့ကန့်ကွက်တန်တွေထက်ပိုကျဲပါစီမဖြစ်နိုင်ဘူးဆိုတာအချက်လက်မဟုတ်ဘူးအမြင် opinion တစ်ခုသာဖြစ်ပါတယ်အောင်မြင်တဲ့သူတွေဟာကြာရှုံးမှုကိုမကြောက်ဘူးကြာရှုံးမှုကိုသူတို့ကတင်ခန်းစာခအဖြစ်ရင်းနှီးမြုပ်နှံလိုက်ကြတာမင်းလဲကျသွားတဲ့အခါမြေကြီးပေါ်မှာဒီတိုင်းလဲမနေပါနဲ့လဲကျသွားတဲ့နေရာကနေဘာကောက်ရမလဲဆိုတာရှာကြည့်ပါကြာရှုံးမှုဆိုတာလမ်းဆုံးမဟုတ်ဘူးလမ်းဘေးကမှတ်တိုင်တစ်ခုပဲအဲ့ဒီမှတ်တိုင်ကိုကြော်ဖြတ်နိုင်တဲ့သူတွေပဲပန်းတိုင်ကိုရောက်တာပါစိန်ခေါ်မှုကမင်းကိုမြေကြီးထဲမြုပ်ပစ်ဖို့ကြိုးစားရင်မင်းကမျိုးစေ့တစ်ခုလိုပ
ပြန်ပေါက်ဖွာလာအောင်လှုပ်ပြလိုက်ပါနောက်ဆုံးမှာတော့မင်းရဲ့ဘဝဆက်လန်းကိုဘသူကမှလာရေးပေးမှာမဟုတ်ဘူးမင်းကိုယ်တိုင်ပဲကလောင်ကိုကင်ပြီးရေးရမှာမင်းရဲ့ဆက်လန်းကသူကတော့ကြောက်လို့ထွက်ပြေးသွားတယ်ဆိုတဲ့စာသားနဲ့အဆုံးသတ်မှာလားဒါမှမဟုတ်သူဟာအခက်ခဲတွေကြားကပဲယုံထွက်ပြီးအနိုင်ယူပြခဲ့တယ်ဆိုတဲ့စာသားနဲ့အဆုံးသတ်မှာလားရွေးချယ်မှုကမင်းလက်ထဲမှာပါစိန်ခေါ်မှုကိုမကြောက်ပါနဲ့စိန်ခေါ်မှုမရှိတဲ့ဘဝကိုပဲကြောက်ပါအခုပဲထားလိုက်ပါမင်းရဲ့တမိုင်းတက်ကိုဒီနေ့ကစပြီးရေးထိုးလိုက်ပါနောက်ဆုံးမှာတော့မင်းရဲ့ဘဝဆက်လန်းကိုဘသူကမှလာရေးပေးမှာမဟုတ်ဘူးမင်းကိုယ်တိုင်ပဲကလောင်ကိုကင်ပြီးရေးရမှာမင်းရဲ့ဆက်လန်းကသူကတော့ကြောက်လို့ထွက်ပြေးသွားတယ်ဆိုတဲ့စာသားနဲ့အဆုံးသတ်မှာလားဒါမှမဟုတ်သူဟာအခက်ခဲတွေကြားကပဲယုံထွက်ပြီးအနိုင်ယူပြခဲ့တယ်ဆိုတဲ့စာသားနဲ့အဆုံးသတ်မှာလားရွေးချယ်မှုကမင်းလက်ထဲမှာပါစိန်ခေါ်မှုကိုမကြောက်ပါနဲ့စိန်ခေါ်မှုမရှိတဲ့ဘဝကိုပဲကြောက်ပါအခုပဲထားလိုက်ပါမင်းရဲ့တမိုင်းတက်ကိုဒီနေ့ကစပြီးရေးထိုးလိုက်ပါအခုဒီဗီဒီယိုကိုကြည့်နေတဲ့မင်းကိုကျွန်တော်မေးမယ်မင်းရှောင်ပြေးနေတဲ့စိန်ခေါ်မှုကဘာလဲမင်းရဲ့အိမ်မက်တွေစီတွားဖို့တားဆီးနေတဲ့အခက်အခဲကဘာလဲအဲ့ဒီအရာကိုအခုပဲမိတ်ဆွေဖွဲ့လိုက်ပါအဲ့ဒါကိုလက်ခံလိုက်ပါဒီနေ့ဟာမင်းရဲ့ဘဝအသစ်စတဲ့နေ့ပဲမှတ်ထားပါမုံတိုင်းတွေဟာမင်းရဲ့လမ်းကိုပိတ်ဖို့လာတာမဟုတ်ဘူးမင်းရဲ့လမ်းကိုရှင်းပေးဖို့လာတာပါစိန်ခေါ်မှုကိုလက်ခံပါမင်းရဲ့ကဘာကိုပြောင်းလဲလိုက်ပါ